guys အားလုံးမင်္ဂလာဒီနေ့မှာတော့အဘောက်စင်းလုံးမှာဖြစ်ပါတယ်။ပါလဲဆိုတော့ဒါချီ main collection ကမှာထားတဲ့ရိုးရာအင်ဂျီလေးပေါ့နော်။ဆိုတော့ကျွန်တော်အရာမှာပျော်နေပါတယ်။ဆိုတော့ဖောက်ကြရအောင်။ဒီချီ collection ကမြေကမှာထားတာပေါ့နော်။စားလိုက်ရတဲ့အချိန်ကာလကလည်း3ဘာလောက်ထိစားလိုက်ရပါတယ်။ဆိုတော့အခုကတော့ကျွန်တော်စီကိုရောက်လာပြီပေါ့နော်။အရန်ကိုပျော်တဲ့နေ့လို့ပြောလို့ရပါတယ်။ကျွန်တော်ဖောက်ကြည့်အောင်ငနာစောက်ဖတ်ရမယ်ကြည့်။ဝါOh my god အဖတော့အရန်ကိုကောင်းတော့ပဲအဖအရန်ကောင်းတယ်ပေါ့နော်အကြည့်နေရမယ်မေးဝေါဖျောက်တော့သွားချင်သွားတယ်အခုချက်ချင်တော့ဖျောက်သွားချင်သွားတယ်ပေါ့နော်အဖတော့တော်တော်လေးကိုကောင်းတယ်ဒီမှာကြည့်လိုက်ချီမဲကော်လက်ရှင်ကမှားထားတာပေါ့နော်ဆိုတော့စောက်ရတာလည်းတန်တယ်မှန်ရတာလည်းတန်တယ်ဈေးကတော့နည်းနည်းများတာပေါ့နော်သူကချွေရလည်းလှတယ်ပြီးတော့ကျွန်တော်အယောင်ရွေးရလည်းမှန်သွားတယ်ပေါ့နော်ကျွန်တော်လည်းအရန်ကိုလိုက်တယ်ဒီမှာကြည့်လိုက်ဒီမှာအိတ်ဆိုရင်လည်းအရန်ကိုလှတယ်နော်သူချုပ်ထားတဲ့ပုံစံမျိုးဆိုတော့ဝယ်တာအရန်စိတ်နဲ့အားရမှုရှိပါတယ်လုံးဝကိုနောက်တော့မရပါဘူးဆိုတော့ဘယ်နေရာဘယ်မှာလဲဆိုတော့ချီမဲ collection မှာပဲဖြစ်ပါတယ်ဆိုတော့အားလုံးမှာလို့ရတယ်ပေါ့နော်ဘေကဆိုတော့ခုလက်တော်ကကာလာပိတ်သွားလို့လှေနဲ့ပို့လိုက်တာပေါ့နော်ဆိုတော့3ပတ်4ပတ်လောက်ကြာပြီးတဲ့နောက်မှာကျွန်တော်စီရောက်လာတာဖြစ်ပါတယ်ဒါနဲ့စောင်းရကျူလည်းတော်တော်လေးကိုနတ်သွားတယ်ပေါ့နော်ဒီနေ့ဆိုရင်တော့အရန်ကိုပြောနေပါတယ်ဟုတ်လဲဆိုတော့အင်ဂျီဆန်ကလည်းရောက်သွားလို့ပဲဖြစ်ပါတယ်ဒီ vlog လေးကိုလည်းဒီမှာပဲဆုံးသတ်လိုက်ပါမယ်ကြည့်ရှုအပိတ်ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဘော်တော်မောပြတော့နော် bye bye